ပန့်တကူပြစ်တယ်ဆိုတာကားပေါ်ကနေပတ်စံကျဲချတာကိုဝိုင်းလို့ကြရတာမျိုးလားပန့်တကူပထမဆုံးပြစ်ခဲ့တာဘယ်သူလဲကဲဒါဆိုရင်ပန့်တကူရဲ့ရည်ရွယ်ချက်ကိုပြောပြမယ်ပန့်တကူဆိုတာပါဠိစကားပန်တုကူလာကနေဆင်းသက်လာတာပါဒီဘက်ကတော့မြေ၌စွန့်ပစ်ထားသောပိုင်ရှင်မရှိတဲ့ပစ္စည်းလို့ခေါ်ပါတယ်ကျမ်းဂန်ထဲမှာပါတဲ့အတိုင်းနားလည်လွယ်အောင်အတူချုံပြောပြမယ်ဘုရားမြတ်စွာဘုရားရှင်လက်ထက်ကရဟန်းတော်တွေကသင်္ကန်းဝတ်ရဖို့အတွက်လူတွေကအမိုက်ပုံတို့တုတ်တန်တို့မှာစွန့်ပစ်ထားတဲ့အဝေဟောင်းတွေကိုရှာပြီးတော့ပြန်လျှော်ဖွက်တယ်ပြီးတော့တစ်ခေါက်ရည်ဆိုပြီးပြန်ချုပ်ဝစ်ကြရပါတယ်ပန့်တကူရဲ့အဓိကဖြစ်ပျက်တစ်ခုလည်းရှိခဲ့ပါသေးတယ်။အဲ့ဒါတော့ဒဇောင်မုန်းလာပညာရဲ့အာယုန်တက်မနက်ပိုင်းချိန်တစ်ခုမှာရှင်နုရုဒ္ဓမထေမြတ်ကသူဝစ်ထားတဲ့သင်္ကန်းဟောင်းနေတာမို့လို့အဝတ်ရှာဖို့အတွက်အမိုက်ပုံနဲ့စွန့်ပစ်ထားတဲ့နေရာတွေကိုထွက်လာခဲ့ပါတယ်။ဒါကိုသူနဲ့တိတ်ဘွားကဇနီးမယားတော်ဆက်ခဲ့မှုတဲ့ဇာလိနီနဲ့သမီးကသိတဲ့အခါမှာသင်္ကန်းလူကျင်တဲ့အတွက်ဒီတိုင်းလူရင်လက်မခံပါဆိုလို့ရှင်နုရုဒ္ဓလာမဲ့လမ်းမှာအထက်သုံးစုံကြိုချထားပြီးပန့်တကူအလူအဖြစ်လူရန်ခဲ့ပါတယ်။ရှင်နုရုဒ္ဓကအဲ့ဒါကိုတွေ့ပြီးသင်္ကန်းအဖြစ်ဝစ်ဆင်ခဲ့တယ်။ဒါကတော့ပန့်တကူရဲ့အစပါဒီဖြစ်စဉ်ကိုအကြောင်းပြုပြီးတော့ဗုဒ္ဓဘာသာဝင်တွေခစ်ဆက်ဆက်ပန့်တကူပြစ်တဲ့ဒလိကိုထိမ့်သိမ်းလာကြတဲ့ရည်ရွယ်ချက်ကကိုဘယ်သူမှမသိအောင်တွားချထားတဲ့ပစ္စည်းလေးလိုတဲ့သူရသွားပြီးတော့အကျိုးရှိပါစေဆိုတဲ့စိတ်နဲ့ဘာမှပြန်မမျှော်လင့်တဲ့